Hello မင်္ဂလာပါကျွန်တော်မဲ့ Japanese language မှာဖြစ်ပါတယ်ဒီနေ့ဆိုလို့ရှိရင် F4 2019ခုနှစ်လပိုင်းဥက္ကဋ္ဌရှင်ကိုအပိုင်း6အနေနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အပိုင်း6ကတော့ဇာပု္ပ္ပာလေးမွန်တိုင်းစီရဲ့ဇာပု္ပ္ပာလေးဖြစ်ပါတယ်ဟုတ်ပြီဇာပု္ပ္ပာလေးဆိုတဲ့အတိုင်းမိခွန်းလေးကိုအရင်ဘက်တစ်ဖက်ကဇာလေးနဲ့ဒီဘက်ကဇာလေးမှာအဖြေကိုရှာပြီးတော့အဖြေမှန်လေးကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့အရင်ဆုံးမိခွန်းလေးကိုဖတ်ကြည့်ကြရအောင်問題是で右のページのスポーツ教室のお知らせを見て、帯の、ညာ場ましで、ညာ場さみなましで、スポーツ教室がアグザサテンガンやで、で、けがじゃこちびどれ、下の質問に答えてください。あばみ今後ピビバ、答えは1、2、3、4から一番いいものを一つ選んでください。အဖြေကတော့ဒီလေးခုတည်းကနေတူရွေးပြရမှာဖြစ်ပါတယ်။ဟုတ်ပြီစံချူယွန်ဘန်自転車俺の自転車を借りて乗りたい人はいくら払わなければなりませんかဟုတ်ပြီနော်ဒီစပင်းကိုငှားပြီးတော့စီးစင်တဲ့သူကဘလောက်မပေးချေလို့မရဘူးလေတဲ့အချိဘန်ကတာရလကဟုတ်ပြီနိဗ္ဗာန်ကရကုအန်ဆိုတာရန်တရားစမ်းဘန်ကနိယကုအန်ရန်200ယောဘန်ကစံပြကုအန်ရန်300တဲ့ဟုတ်ပြီအဲ့တော့ဒီမှာတစ်ချက်ကြည့်ကြရအောင်ဟုတ်ပြီဒီမှာသူကခြေတန်းရှာဟုတ်ပြီနော်အဲ့တော့ခြေတန်းရှာဆိုတော့ခြေတန်းရှာနဲ့ပတ်သက်တာလေးကိုပဲကြည့်မယ်ဒီမှာခြေတန်းရှာတယ်ဟုတ်ပြီနော်ဟုတ်ပြီဘယ်လောက်ပေးချေရမှာလဲတာရာအလကားဒါပေမဲ့ဘေးနားမှာစတားပြလာတယ်ဟုတ်ပြီအဲ့တော့အဲ့စတားကြလာတယ်ဆိုတော့အောက်ကိုစကြည့်ရအောင်နော်အော်ဒီမှာလာပြီရှုဣတယ်နော်ဂျီတန်ရှာအိုးတဲ့ခါရီလူဟီတိုဝါနော်စပိန်ကိုငှားကျင်တဲ့သူပါတဲ့နေရာခုနေရာခုခါခါရီမတ်ရန်200ကြပါမယ်တဲ့ဟုတ်ပြီနော်အောက်မှာပါဆက်ပြောရသေးလေဟုတ်ပြီဂျီတန်ရှာနဲ့ပတ်သက်ပြီးဘာမှဆက်ပြောရတာမရှိဘူးနော်ဒီကစပိန်ကိုတဲ့ကြိုက်နေတဲ့အချိန်မှာတဲ့စတင်ပြီးတော့စီးနိုင်ပါတယ်တဲ့ဟုတ်ပြီအဲ့တော့အဲ့ဒါတွေကမဆိုင်တော့ဘူးသူကပတ်စံကိစ္စပဲမေးတာဖြစ်တဲ့အတွက်ဒီမှာအဖြေမှန်ကမိယာကုအန်ဆိုတော့နော်စမ်းပန်ဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်စမ်းကျူကောပန်လေးကိုကြည့်ရအောင်ကဘတ်စကတ်တို့ပေါ်ရူတယ်နော်ဒီဘတ်စကတ်ပေါ်ရဲ့တဲ့ရူရူရစီမီစီကန်နေတဲ့ဟုတ်ပြီနော်ယာရိကတာနော်လုပ်ပုံလုပ်နည်းတွေကိုတဲ့နာရတဲ့နော်တင်ယူပြီးတော့ရှိုင်းနေတဲ့တိုင်းကြီးတို့ကမာဆူတူတဲ့ဒိုးရှိနာခဲတယ်ဗျနာရီမဆန်ကအရင်ဆုံးဘာကိုမလုပ်လို့မရဘူးလေတဲ့ဟုတ်ပြီအရင်ဆုံးသူဘာလုပ်ရမှာလဲဒီမှာမေးခွန်းမှာကဂျိုးကြီးမားတယ်နီးတဲ့ဟုတ်ကဲ့ဆုကဲနီးခိမတ်တယ်နော်စေနိုင်မတိုင်ကြီးတဲ့ reception ကိုလာပါတဲ့နိဗ္ဗာန်ကဂျိုးကြီးမားတယ်နီးတိုင်းအခုကနော်တိုင်းအခုကနေတဲ့အခါခိမတ်တယ်နော်စေနိုင်မတိုင်ကြီးတဲ့အကစားရုံကိုလာပါတဲ့ဟဲ့စမ်းပန်ကဂျိုးစမ်းကြည့်ဆိုတော့တနာကြီးပေါ့နော်အချီချီမတိုင်အချီချီမားတယ်နီးတနာကြီးမတိုင်ကြီးတဲ့ဟုတ်ကဲ့ဆုကဲနီးခိမတ်ဟုတ်ပြီဒီမှာကျတော့တနာကြီးမတိုင်ကြီးတဲ့နော်တနာကြီးမတိုင်ကြီးမှာတိုင်းအခုကန်ဆိုတော့ကအားကစားယုံကိုလာပါဟုတ်ပြီအဲ့တော့ဘယ်ဟာဖြစ်မလဲကြည့်ကြရအောင်ဟုတ်ပြီဒီမှာဒီကတော့ဘတ်စကတ်နော်ဒီမှာဘတ်စကတ်ဘောပါပြီသူကတော့10နာရီကနေ9နာရီကျင်းပတာတဲ့ဟုတ်ပြီကျင်းပတဲ့နေရာကတော့ဒီမှာကတိုင်းအခုကန်တဲ့ဟုတ်ပြီပတ်စံကိစ္စကိုမိခိုးနဲ့မပါတဲ့အတွက်မကြည့်တော့ဘူးเนาะဟုတ်ပြီအဲ့ဒါဆိုရင်တစ်ဖက်မှာပါရှိသေးလဲဆက်ကြည့်ကြရအောင်ဟုတ်ပြီဒီမှာအချီဘန်မှာကကြတော့ဟုတ်ပြီဒီအချီဘန်ကဘတ်စကတ်ဘောနဲ့ပတ်သက်တာမပါတဲ့အတွက်မကြည့်တော့နိဘန်ကိုကြည့်မယ်စကပြီးတော့ကဒီမှာเนาะအကဘတ်စကတ်တူဘောတို့ဘတ်စကတ်ဘောပါပြီဟုတ်ပြီဒီမှာကနော်ဒီဘတ်စကတ်တူဘောရူရတယ်နော်ရာရိခတာအိုဆန်ဆေကအိုရှေမက်ဆရာကတင်ပေးပါမယ်တဲ့ဟုတ်ပြီဒါကစကဆိုတော့မကြည့်တော့ဒီမှာဆိုလို့ရှိရင်ဘတ်စကတ်တူဘောရူရတယ်ဒီဘတ်စကတ်ဘောကတဲ့နော်ဒီဘတ်စကတ်ဘောကိုတဲ့ဒီမှာတိုင်းအခုကန်နေတယ်နော်စင်တိုင်းအခုကန်ဆိုတာကအားကစားယုံကိုတဲ့ဂျိုးကြီးမတန်ခိတဲ့ကုရဆိုင်နဲ့10နာရီမတိုင်ခင်လာပါတဲ့ဟုတ်ပြီဒီမှာနော်စီမီစီကန်နေလုပ်ပုံလုပ်နည်းတွေကိုဆရာကသင်ကြားပေးမယ်ဘတ်စကတ်ဘောတမကဒီကိုလာမယ်နော်အားကစားရုံကို10နာရီမတိုင်ခင်လာမယ်အော်ကျန်တာစပ်ပါသေးလားမပါတော့ဘူးနော်အဲ့တော့အဖြေလေးကိုကြည့်ကြရအောင်ဒီမှာ10နာရီမတိုင်ခင်တိုင်းအကုကန်နဲ့အကိမတ်ဆိုတဲ့နိဗ္ဗာန်ကအဖြေမှန်ဖြစ်ပါတယ်ဟုတ်တယ်နော်ဒီမှာ
မေခွန်းလေးကိုဖတ်ဒီလိုမျိုးသူ့ရဲ့အချက်လက်လေးကိုမြင်တာဆရာမှလည်းသူပေးတဲ့သူမေးတဲ့မေခွန်းလေးတွေနဲ့လိုက်ပြီးတော့နောက်ကနေခဲတဲ့လေးနဲ့မြင်တာဟုတ်ပြီနော်ပြီးလို့ရှိရင်ဒီလိုစတားလေးတွေပါလားပြီးရင်ဒီလိုမျိုးမှတ်ချက်လေးတွေနဲ့ပါလားတစ်ချက်ကြည့်ပြီးတော့မှအဖြေကိုရွေးမယ်ဆိုရင်မှန်မှန်ကန်ကန်နဲ့မြန်မြန်ဆန်ဆန်ရွေးနိုင်မှာဖြစ်ပါတယ်